အင်ဒိုနီးရှားတရေကားတွေကြီးလိရှိတယ်ဆိုရင်ဇက်ကားတိုင်းလိုမှာအောက်လန်းကျိန်စာတွေနှဆိုးနဲ့အပေးယူလုပ်တာတွေအပနင်နာတွေနဲ့ရစ်ပူဆိုတာမျိုးတွေသာအများစုမြင်တွေ့ရလိရှိတဲ့အခါဇလန်းရဲ့အလယ်လောက်ကိုရောက်ပြီဆိုတာနဲ့ဘလို့စသိမ်းမလဲဆိုတာကိုပြိတ္တတို့အနေနဲ့ခံမှန်းနေတဲ့ကြပါပြီဒါပေမဲ့အခုဇလန်းကတော့ခါတိုင်းကွီးတင်လေးရှိတဲ့ဇလန်းမျိုးတွေနဲ့လုံးဝမတူပဲကွဲထွက်နေပါတယ်ကောင်းမကောင်းကိုတော့ပြိတ္တတို့ကိုယ်တိုင်ကြည့်ရှုနားဆင်ပြီးဆုံးဖြတ်ကြပါတေချာတာကတော့2 နာရီနီးပါးကြာမြင့်တဲ့အချိန်တွေဘလို့ကုံသွားမှမသိအောင်ကိုကွီးကိုဆွဲဆောင်သွားခဲ့ပါတယ်ဒီဇလန်းထဲမှာမင်းသမီးဂျိုးလေးဆိုဖီယာလည်းပါဝင်တဲ့အပြင်အထက်ကကျိုးဆောင်ဘေးကြီးကလည်းနေတိုးရဲ့မင်းဦးရဲ့စန်းထွတ်ရဲ့3ယောက်ပေါင်းထားတဲ့ယူပကာမျိုးဆိုတော့မသိရင်မြန်မာကကြည့်နေရတဲ့ဖီလင်မျိုးတောင်ရလိုက်ပါသေးတယ်ဆိုတော့ကပြိတ္တတို့အစင်းသင်းဖြစ်ပြီဆိုရင်စားလိုက်ကြရအောင်နိုင်ငံတိုင်းကရှင်ဘီရင်တွေဟာကိုလုတ်တော်ထားရှိတယ်လို့လူသိများကြတယ်အဲ့ဒီကိုလုတ်တော်တွေကအာဏာနဲ့နိုင်ငံရေးကိစ္စတွေမှာကူညီပေးတယ်ဒဏ္ဍာရီအစံဆုံးကိုလုတ်တော်ကတော့တောင်ပိုင်းပင်လယ်ကမ်းစပ်ကတယောက်ပါပဲလူတွေပြောကြတာကတော့နိုင်ငံတော်ခေါင်းဆောင်တွေနဲ့နိုင်ငံရဲ့စစ်ပတ်ဆိုင်ရာအကြီးအကဲတွေဟာဒီနေ့ထိတိုင်အောင်သူတို့နဲ့အဆက်အသွယ်ရှိနေသေးပဲတဲ့1988ခုနှစ်ဘန်တိုဆိုတဲ့စစ်ဗိုလ်မှူးတယောက်ဟာသူ့ရဲ့လူယုံတွေနဲ့အတူတောင်ပိုင်းပင်လယ်ကမ်းစပ်ကိုလျှို့ဝှက်စွာရောက်လာခဲ့တယ်ခန်းနာလာတဲ့အင်ကြီးတစ်ဆောင်ကိုရောက်တော့ဘန်တိုကရှေးကဦးဆောင်ကတစ်တာအောင်တစ်လုံးကိုကိုင်ပြီးအိမ်ထဲကိုဝင်လာခဲ့ပါတယ်နောက်ကလူတွေကလည်းတစ်တာအချီတစ်လုံးမလာခဲ့ကအနောက်ဆုံးကလူရဲ့လက်ထဲမှာတော့ဓာတ်စီပုံတစ်ပုံယူလာခဲ့ပါတယ်အဲခန်းထဲကိုရောက်တော့ဆာမီယာလို့အမည်ရတဲ့ဂမ်မီယာဆန်တဲ့လူကြီးတစ်ယောက်ထွက်လာကဘိုးချုပ်ကြီးလို့သမုတ်ပြီးကြိုဆိုလိုက်တော့ဘန်တိုကသူ့ရဲ့ပခုံးပေါ်ကအပွင့်တွေကိုညွှန်ပြလိုက်ပြီးသူကဘိုးချုပ်ကြီးမဟုတ်ပဲသူ့ရဲ့ယာတို့ကဘုံမူကြီးအဆင့်သာရှိသေးကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့လည်းလာရင်ကိစ္စကိုကသူ့ရဲ့ယာတို့တူဖို့အတွက်ဂမ်မီယာနီလန်းတွေနဲ့လှုပ်ချင်တာမို့အသင့်ပါလာတဲ့တစ်တာလေးကိုဆာမီယာဘက်ကိုတိုးပေးလိုက်ပါတယ်တစ်တာထဲမှာတော့အင်မတန်အရေးသွေးပြေးွားတဲ့ရွှေတုံးတွေအပြည့်ထည့်ထားပါတယ်ဒါကသူယာတို့တိုးဖို့အတွက်အဖို့အခပေါ့ဆာမီယာကရွှေတွေကိုကြည့်ပြီးဘန်တိုတို့ကိုမကြခင်နိုင်ငံကိုခေါင်းဆောင်မဲ့ဘိုးချုပ်ကြီးတယောက်ဖြစ်လိမ့်မယ်လို့ရှေ့ပြေးနမိတ်စကားများပြောလိုက်ခါအခန်းတစ်ခုစီကိုခေါ်ဆောင်သွားပါတယ်အဲ့ဒီအခန်းရှိကိုရောက်တော့ဆာမီယာကအကြောက်တရားတွေကိုလွတ်ချလိုက်ဖို့ဘန်တိုကိုသတိပေးကာနေရာမှာပဲနေရစ်ခဲ့ပါတယ်ဘန်တိုလည်းလက်နှစ်ဖက်ကရွှေတစ်တာကိုပွေထားပြီးသတိကြီးထားကဆက်သွားတော့ဘီရိုဘော်ကနေအေယာမမွေစိမ်းကြီးတစ်ကောင်ဆင်းလာပါတယ်ကြည့်ရတာနတ်မွေလိုပုံစံမျိုးဖြစ်ပုံရပါတယ်ဘန်တိုလည်းအာနာယူနေတော့အကြောက်တရားကိုခစ်တဘေးချစ်ပြီးဘာတွေဆက်ကြုံရမှန်းမသိဖြစ်နေချိန်ကြောဘက်မှာရှိတဲ့ဝင်ပေါက်တစ်ခုကပွင့်သွားတာမို့အဲ့ဒီဝင်ပေါက်ထဲကိုဝင်သွားလိုက်ပါတယ်အခန်းထဲကိုရောက်တော့အဝင်တကားပေါက်ကအလိုလိုပြန်ပိတ်သွားပြီးထိုင်မအောင်ဘိုးချုပ်ကြီးဆိုတဲ့မျိုးသမီးတယောက်ရဲ့အတန်ထွက်ပေါ်လာပါတယ်ဘန်တိုလည်းရှေးရှေးဝေးဝေးစဉ်းစားမနေတော့ပဲရွှေတစ်တာကိုလက်မှာပိုက်ရက်နဲ့ဂရင်ပေါ်မှာထိုင်ဆောင်နေချိန်ချောမောလက်ပပြီးအစိမ်းရောင်ဝတ်စုံဆင်းမြန်းထားတဲ့အမျိုးသမီးတူရောက်လာကဘန်တိုလက်ထက်ကရွှေတစ်တာကိုယူသွားပါတယ်အဲ့ဒီအချိန်အမောင်ခန်းတစ်ခုစီဆာမီယာရောက်လာတော့လက်အောက်ငယ်သား2ယောက်ကနောက်ထပ်ဘန်တိုယူလာခဲ့တဲ့တစ်တာအကြီးကြီးကိုဖွင့်လိုက်တော့အထဲမှာကလေးတစ်ယောက်ရှိနေပါတယ်ဆာမီယာကအဲ့ဒီကလေးကိုလေးလောင်းကန်ပုံတံပြုတ်လုထားတဲ့ဂရင်ဘော်ကိုချုံနှောင်ထားခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတသက်သမားတွေဝတ်ဆင်တဲ့အေပရွန်ကိုဝတ်ဆင်လိုက်ကတက်တောင့်တက်တာဖြစ်သွားစေဖို့အတွက်ခန္ဓာကိုယ်မှာရှိတဲ့အကြောများကိုဖြေလျှော့လိုက်ပြီးနောက်တာလီဓာတ်တွေကိုကိုင်လိုက်ပါတယ်ဘန်တိုရောက်နေတဲ့အခန်းထဲမှာတော့ကိုလုတ်တော်ကစီနဲ့သွေးရောပြီးဖြောဆက်ထားတဲ့ရမကတစ်မျိုးကိုအရသာခံတောက်ရင်ရွှေတစ်တာတွေကရွှေတုံးတုံးကိုမျိုးချလိုက်ပါတယ်အဲ့ဒီနောက်သူမကိုဘောကပဝါကိုချွတ်ပြီးဘန်တိုရဲ့မျက်လုံးတွေကိုစီးနှောင်လိုက်ခါစစ်တေနာပရိချုပ်ရဲ့အာနာဟာရှင်းအပေါ်ကိုကြားရောက်လာတော့မှာပါလို့ရေးရွတ်လိုက်ပါတယ်အဲ့ဒီအချိန်ဆာမီယာကဂရင်ပေါ်မှာချုံနှောင်ထားတဲ့ကလေးကိုသူ့စိတ်ကြိုက်ရွေးချယ်ထားတဲ့အထက်ဆုံးသားနဲ့ပိုင်းခြားလိုက်ပါတယ်ဂရင်မှာအနာကွတ်တွေထည့်ထားပြီးဘာကြောင့်မို့ကံပုံတရံပြုတ်လုထားတာလဲဆိုတော့ထွက်လာတဲ့သွေးတွေကိုပိုက်တွေနဲ့တွဲထားပြီးကိုလုတ်တော်ရဲ့အခန်းစီပို့ဆောင်ပေးဖို့ပါပဲအဲ့ဒီအချိန်ဘန်တိုအတွက်ဂမ်မီယာအစီအစဉ်နောက်ဆုံးအဆင့်အနေနဲ့ဂရင်တိုင်းမှာချိတ်ဆွဲထားတဲ့ကြိုးကိုဆွဲချလိုက်ရမှာတော့စိုးစောကအခုတ်ခံလိုက်ရတဲ့ကလေးရဲ့သွေးတွေဟာကိုလုတ်တော်ရဲ့ခေါင်းပေါ်ကနေဒလဝေါကျလာပါတော့တယ်ဟုတ်ကဲ့ဒါကတော့ကန်ဒစ်ဆိုတဲ့အသစ်ထွက်အင်ဒိုနီးရှားဟော်ရာကဖြစ်ပြီးကွီးရဲ့ပရိသတ်ကြီးအတွက်အကောင်းဆုံးစူးစမ်းပြီးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဇလန်လေးမစခင်လိုက်တစ်ချက် comment တစ်ချောင်းစာရဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမှန်းခဲ့ပေးပါ subscribe လုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါ VPN ဖွင့်ကြည့်ဖို့လည်းမေတ္တာရက်ခံပါတယ်ခင်ဗျာဇလန်လေးစက်ကြမယ်2003ခုနှစ်စလီမန်အချင်းတောင်မှာဖြစ်ပါတယ်အော်တိုလို့ခေါ်တဲ့
အမည်ရင်းအော့စမန်အစ္စကန်ဒါဆိုသူဟာထောင်ဒဏ်12နှစ်ပြစ်ဒဏ်ကြားခံနေရကနေဒီနေ့မှလွတ်မြောက်လာခဲ့ပါပြီ။လို့ရက်စေးလို့တော့မဟုတ်သူ့ရဲ့အကျဉ်းစာရိတ္တကောင်းမွန်မှုကြောင့်ပြစ်ဒဏ်ကနေ6နှစ်နဲ့10လအထိရှော့ရသွားခဲ့တာပဲဖြစ်ပါတယ်။ထောင်ဘဝမှာလာကြိုသူကတော့အော်တိုရဲ့သမီးလေးမယ်ရီပဲဖြစ်ပါတယ်။အော်တိုကသူသမီးလာကြိုတာတွေ့တော့မင်းဦးနဲ့နေတူဆက်ကြထားတဲ့အပြုံးလေးနဲ့ပြုံးနေချိန်မှာပဲမျက်နှာရှုံတော့သွားပါတယ်။မယ်ရီကဘိုက်ကြီးနေတာမို့ပါပဲ။အဲ့ဒါနဲ့ဘိုက်ထဲကကလေးရဲ့အဖေကဘသူလဲလို့မေးတော့တက်စီဒရိုင်ဘာကပြပြတလဲဆင်းလာပြီးအနားမှာလာရက်နေပါတယ်။အော်တိုကဆက်မိချီတော့အဲ့ဒီတက်စီဒရိုင်ဘာကသူ့ကိုဘိုင်းလို့ခေါ်ကြောင်းမိတ်ဆက်လိုက်ကကလေးအဖေကသူ့ဖြစ်ကြောင်းပြောတော့လက်မခံခြင်းလဲဘိုက်တောင်တော်တော်လေးကြီးနေပြီမို့အင်ကိုသာပြန်ခဲ့ကြပါတော့တယ်။အင်ကိုရောက်ပြန်တော့လဲအဲ့ဒီကိစ္စကိုအခဲမကြေနိုင်သေးတော့သူတို့ရဲ့ဘာသာမှာမိန်းကလေးတယောက်ကလက်ထပ်ဖို့ဆိုရင်အုတ်ထင်းသူတယောက်ရှိဖို့လိုတယ်။မဟုတ်ရင်လက်ထပ်တာတရားမဝင်တဲ့အပြင်ကလေးကလည်းတရားမဝင်ကလေးဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအခါမှာတေးသားမတော်ဆက်ပေမဲ့ဦးလေးအရင်တယောက်လိုဖြစ်နေတဲ့အော်တိုရဲ့တငယ်ချင်းဖြစ်သူဦးလေးရီစာကအုတ်ထင်းသူလှုပ်ပေးခဲ့ကြောင်းသိလိုက်ရကစကားများနေကြပါတော့တယ်။ဦးကြောင်ကြောင်လှုပ်နေတဲ့ဘိုင်းကိုလည်းနည်းနည်းလေးမှကြည့်မရပဲမယ်ရီမျက်နှာကြောင်းမှုသာဒေါသကိုချုပ်တီးထားခဲ့ရပါတယ်။နောက်ရက်မနက်မှာတော့အော်တိုဟာသူ့ရဲ့ဇနီးတဲ့အသက်ခံရပြီးတည်ဆုံးခဲ့တဲ့အကြောင်းအိမ်မက်မက်ပြီးနိုးလာတော့အရင်ကလုတ်ကင်ခဲ့တဲ့တက်ချက်ကြီးဘဝကဓာတ်ပုံတွေလက်မှတ်တွေကိုကြည့်နေချိန်ဘိုင်းအတွက်ဖုံးဝင်လာတော့လှမ်းခေါ်လိုက်ပါတယ်။ဖုံးကတော့ဘိုင်းမိခင်ဆက်တာဖြစ်ပြီးဆေးရုံတင်ထားရတဲ့ဘိုင်းအဖေရဲ့နောက်ဆုံးအချိန်ရောက်နေပြီမို့ဆေးရုံကိုလာခဲ့ဖို့လှမ်းခေါ်နေတာပဲဖြစ်ပါတယ်။ဘိုင်းထွက်သွားချိန်မယ်ရီကိုဘိုင်းတို့မိသားစုအကြောင်းမေ့ကြည့်တော့ဘိုင်းရဲ့ဖခင်ကလည်းတခိုးတယောက်ဖြစ်ပြီးအဖေလိုပဲရာဇဝတ်သားဆိုတာမို့သူရာဇဝတ်မှုကျူးလွန်ခဲ့တာကသူဇနီးကိုတတ်ခဲ့သူကိုပြန်ရှာပြီးလက်စားချေတာသာဖြစ်လို့ရာဇဝတ်သားချင်းတူပေမဲ့ခံယူချက်ချင်းမတူကြောင်းပြောလိုက်ပါတယ်။ဘိုင်းကတော့ဆေးရုံပေါ်ရောက်နေပြီးမိခင်ကြီးကမင်းရဲ့အဖေဟာသူ့ရဲ့လျှို့ဝှက်စမ်းကြဲတဲ့အမွေအနှစ်ကိုမပေးရမချင်းသူတင်နိုင်မှာမဟုတ်ဘူးဆိုကထူးဆန်းတဲ့အမွေအနှစ်ကိုလက်ခံဖို့အတွက်သူတို့ရဲ့နေအိမ်စီဆေးလွတ်လိုက်ပါတယ်။အော်တိုတို့အိမ်မှာတော့အမေရိကရုတ်တရက်ဘိုင်းနာလာပါတယ်။သူတို့ရဲ့အခြေအနေကလည်းဘိုက်ခွဲမွေဖို့ဆေးရုံဈေးကလည်းမတက်နိုင်ဘူးဆိုတော့အော်တိုတယောက်တော့ကများနေချိန်ဖုံးဝင်လာခဲ့ပါတယ်။ဖုံးဆက်သူကအစိုးရဌာနကလူတယောက်ဖြစ်နေကအခုမှထောင်ကလွတ်လာတဲ့အော်တိုကိုအလုပ်တစ်ခုလုပ်ခိုင်းနေပါတယ်။လုပ်ရမယ့်အလုပ်ကကိုလုတ်တော့အမျိုးသမီးတယောက်ရဲ့နေအိမ်ကိုဖောက်ထွင်းပေးရမယ်။အဲ့ဒီအိမ်မှာကရွှေတွေအမြောက်များရှိပြီးအော်တိုနဲ့အတူဟိုးရင်ကလေးကလက်တွဲခဲ့မှုတဲ့လူ3ယောက်ကိုလည်းအဲ့ဒီအလုံးမှာပါဝင်စေရမယ်။သူတို့မပါရင်ဒီအလုပ်ကိုလုပ်ခွင့်မပြုဘူးဆိုတာကြောင့်သမီးဖြစ်သူအတွက်ငွေလိုနေသူအော်တိုတယောက်ဝေခွဲရခတ်နေပါတယ်။အော်တိုနဲ့အတူလုပ်ရမယ့်သူတွေကတော့ဆော့ပြဲမယ်ရီလက်ထက်ပွဲအတွက်အုတ်ထင်းသူအဖြစ်လုပ်ပေးခဲ့တဲ့ဖာစီလို့အမည်ရတဲ့ဦးလေးရီစာရဲ့စူယာဆိုတဲ့တယောက်ရဲ့ပဲဖြစ်ပါတယ်။ဒီညမှာပြိတ္တတို့နားလည်သွားအောင်ကြည့်ရှင်းပြပါရစေ။အော်တိုဆော့ဖာစီစူယာဆိုတဲ့နာမည်တွေဟာအော်တိုတို့ရဲ့အမည်ပြောင်းတွေပါသူတို့၄ယောက်ဟာစစ်တပ်ကတက်ကြက်ဟောင်းတွေဖြစ်ပြီးစစ်တပ်ကအကြီးပိုင်းတွေအတွက်လျှို့ဝှက်စစ်စင်ရေးတွေလုပ်ပေးရလိမ့်ရှိကသူတို့ရဲ့နာမည်တွေကလည်းစစ်စင်ရေးလုပ်တဲ့အခါအသုံးပြုတဲ့နာမည်ဝတ်တွေပဲဖြစ်ပါတယ်။အော်တိုရဲ့အမည်ရင်းကအစောပိုင်းမှာကွီးပြောခဲ့သလိုအော့စမန်အစ္စကန်ဒါဖြစ်ပြီးရီဇာရဲ့နာမည်ဝတ်ကတော့ဖာစီပဲဖြစ်ပါတယ်။ဒီလောက်ထိသဘောပေါက်မယ်ဆိုရင်ဇက်ရည်လေးလောက်ပြီးထင်ပါတယ်။အော်တိုကအလုပ်ကိုလက်ခံလိုက်ပြီးအရင်ဆုံးစော့စီသွားလိုက်ပါတယ်။စော့ကတော့လက်ရှိအချိန်မှာအလုံးမရှိပဲသူ့ဘလောက်ကိုပဲယူရနေတာကြောင့်ဇနီးဖြစ်သူကတကြီးကြီးလုံးနေပါတယ်။တိချတဲ့အတိုင်းစော့ကလည်းငွေလိုနေသူမို့နှစ်ခါခေါ်စရာမလိုပဲချက်ချင်းလိုက်လာခဲ့ပါတယ်။နောက်ထပ်သွားခုံမဲ့သူကတော့ဖာစီကပိုတော်မွဲသည်လူမိုက်တွေရဲ့အကျွေးတောင်းခြင်းခံနေရကအော်တိုတို့ရောက်လာတော့ဝမ်းသာသွားပါတယ်။အော်တိုတို့ကလည်းလူမိုက်တွေကိုပြန်လဲမိုက်ကြီးခွဲကဖာစီကိုခေါ်လာခဲ့ချပါတယ်။လူမိုက်အဖွဲ့နဲ့မတူတာတခုကတော့အော်တိုတို့ကိုစစ်စင်ရေးလုပ်တဲ့အခါအသုံးပြုဖို့တနက်တွေပေးထားတာပါပဲ။မယ်ရီခင်မွန်းဖြစ်သူဦးတူတူအတတတက်စီဆရာလေးပိုင်ကတော့မိခင်ကြီးပြောလိုက်တဲ့အတိုင်းသူ့အဖေစီကလျှို့ဝှက်စမ်းကြဲတဲ့အမွေနစ်ဆိုတဲ့ပစ္စည်းကိုစက္ကန့်ဖို့အတွက်မိသားစုနေအိမ်ကိုရောက်လာခဲ့ပါတယ်။အိမ်ထဲမှာမှောင်မဲနေတော့ဖျောင်းနိုင်ပြီးထုံးနေချိန်အနောက်ကနေအရှိတ်တစ်ခုဖြတ်သွားပါတယ်။အဲ့ဒါနဲ့အနောက်ကိုလှည့်ကြည့်တော့အရှိတ်ကအရှိတ်ကနေဖြတ်သွားပြန်ပါတယ်။တရက်က6တဲ့ဆိုပေမဲ့လည်းဘာမှမတီးလိုက်တဲ့ဘိုင်းအတွက်တော့ကြောက်စရာမလိုတာမို့သူစက္ကန့်ရမယ့်အမွေပစ္စည်းကိုသာလိုက်ရှာနေရင်စပွဲပေါ်မှာထောင်နေတဲ့ဓာတ်သေးသေးလေးကိုတွေးတဲ့အခါကန်ကြည့်ဖို့လုံးနေချိန်ပိုချွန်းတရက်ပေါ်လာတော့လန့်သွားပါတယ်။ဒါပေမဲ့တရက်ကဖြက်ကနေ6တာဖြစ်ပြီးသူရှာနေတဲ့ပစ္စည်းကိုတွေ့သွားပါတယ်။အဲ့ဒီဘူးလေးထဲမှာတော့စောစောကတွေးလိုက်ရတဲ့ဓာတ်သေးသေးလေးနဲ့အတူရှေးဟောင်းကျန်းစာအုပ်အသေးလေးပါတွေးလိုက်ရပါတယ်။မိခင်ကြီးပြောတာကတော့အဲ့ဒီပစ္စည်းတွေကမကောင်းတဲ့အရာတွေကနေကာကွယ်ပေးတယ်တဲ့။ဘိုင်လုတ်ပေးရမှာကအဲ့ဒီပစ္စည်းတွေကိုအမွေအဖြစ်လက်ခံပါတယ်လို့ပြောလိုက်ရုံပါပဲ။ဘိုင်ကပစ္စည်းကိုလက်ခံလိုက်တာနဲ့တပြိုင်နက်
သူ့အဖေအသက်ထွက်သွားပြီဖြစ်ကြောင်းဆေးရုံကနေဖုန်းဆက်လာခဲ့ပါတယ်။အော်တိုတို့၃ယောက်ကတော့နောက်ဆုံးကြံတဲ့ဆူရကိုတော့မခုံမီဖာစီကမျက်နှာပေါ်ကဒဏ်ရာတွေကိုစစ်ထည့်နေရင်နဲ့ဆူရကအင်မတန်တန်မာတဲ့ကောင်သူ့မှာရှိတဲ့စွမ်းရည်တွေကကြီးစံတောင်တိုးမပေါက်နိုင်ဘူး။အဲ့ဒီကောင်ကနတ်ဖျားတစ်ပိုင်းလိုဖြစ်နေတော့ဘရော့မှတေးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ဆူရအိမ်လိုက်သွားကြတော့အတုပဖြစ်နေတာကိုတွေးလိုက်ရပြီးဆူရကမင်းညကကွယ်လွန်သွားခဲ့ပြီဖြစ်ကတမက်ဖြစ်တဲ့ဘိုင်းကလည်းဆူရတာဖြစ်နေလေတော့အော်တိုတယောက်စိတ်ပြက်နေပါတယ်။ဒါပေမဲ့လည်းအထက်ကညွှန်ကြားထားတာတကြောင်သူတို့အလုံးမှာဆူရရဲ့စွမ်းရည်ကိုလည်းလိုအပ်တာတကြောင်ဆူရစွမ်းရည်တွေကိုအမွေဆက်ခံထားတဲ့ဘိုင်းကိုစစ်စင်ရည်တဲ့ခေါ်လာခဲ့ဖို့ပဲရှိပါတော့တယ်။စစ်စင်ရည်စမဲ့ညမှာတော့ဘိုင်းတယောက်ခါတိုင်းထံငွေပိုရှာဖို့လိုအပ်နေပြီမို့ညပိုင်းမှာတက္ကစီဆွဲရမည်ဖြစ်ကြောင်းမယ်ရီကိုအကြောင်းပြပြီးထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အော်တိုတို့၃ယောက်နဲ့အတူဆုံပြီး၄ယောက်သားဟိတ်ဟန်အပြည့်နဲ့ထွက်လာခဲ့ကြပါတယ်။လမ်းမှာအော်တိုကသူတို့ရဲ့စစ်စင်ရေးမှာအမည်ရင်းတွေမသုံးပဲနာမည်ဝက်တွေကိုပဲသုံးကြဖို့သူ့ကိုအော်တိုလိုပဲခေါ်ဖို့ပြောတော့22နှစ်လုံးတငယ်ချင်းအဖြစ်ပေါင်းလာခဲ့တာတော့အော်တိုဆိုတာနာမည်အရေးလိုပဲထင်လာခဲ့တဲ့ဖာစီကြောင့်ဒေါသထွက်သွားပါသေးတယ်။ဒီလိုနဲ့တီနီယာကိုဆက်သွားကြရင်စစ်စင်ရေးလောက်ရမယ့်အင်ကြီးရဲ့အရှိကိုရောက်လာခဲ့ကြပါပြီ။အဲ့ဒီအင်ကြီးကတော့ဇလန်အစားကကိုလုတ်တော်ရဲ့အင်ကြီးပဲဖြစ်ပါတယ်။အင်ရှိမှာအခြေအနေတစ်ချက်စောင့်ကြည့်နေရင်တာဝန်တွေခွဲကြတော့အော်တိုကငါတို့၃ယောက်အိမ်ထဲကိုဝင်မယ်ပြီးရင်ရွှေတွေကိုယူပြီးပြန်ထွက်လာမယ်မင်းရဲ့တာဝန်ကမင်းအဖေလုံးနေကြဖြစ်တဲ့နတ်ဝင်တဲ့ရဲ့အစွမ်းကိုသုံးပြီးအထဲကလူတွေကိုအိမ်မွေချလိုက်လို့ဘိုင်းကိုပြောတော့ဘိုင်းတယောက်တိုင်းပတ်သွားပါတယ်ဘိုင်းကကားမောင်းပြီးလိုက်ပို့ယူလောက်ပဲထင်ထားခဲ့တာပါနောက်ပြီးသူ့အဖေစီကအမွေဆက်ကန်ထားခဲ့တယ်ဆိုပေမဲ့လည်းနတ်ဝင်တဲ့စွမ်းရည်မပြောနဲ့ဘာမှကိုမလုပ်တတ်သေးကြောင်းမှပြောလိုက်ပါတော့တယ်အဲ့ဒါနဲ့ဘိုင်းကိုအပြင်မှာပဲစောင့်ခိုင်းပြီးတခုခုထူးခြားရင်ကားဟုံးကို၃ချက်တီးလိုက်ဖို့မှားလိုက်ကခြံထဲကိုခိုးဝင်ကြပါတော့တယ်ဒါပေမဲ့ဖာစီကအုတ်တိုင်းနေနေလေးကိုတောင်ကြော်မတက်နိုင်တော့သူ့ကိုတစ်ခါပြန်လာခေါ်ခဲ့ရပါတယ်ခြံထဲကိုရောက်တော့၃ယောက်လုံးမျက်နှာဖုံးတွေဝစ်ပြီးကင်းလဲနေတဲ့အဆောင်တယောက်ကိုစော့ကအသားလေးလက်သိပ်လိုက်ပါတယ်အပွဲထဲမှာစော့ကိုထည့်ထားတာကလက်ရုံးရည်ကောင်းလို့ပဲဖြစ်ပါတယ်အဲ့ဒီနောက်အိမ်ထဲကိုရောက်တော့ပောက်ကရရှော့ဆွတ်ထားတဲ့ဖာစီမျက်နှာဖုံးကိုတေချာပြန်ပြင်ပေးလိုက်ပြီးလူစုခွဲကရွှေတွေကိုလိုက်ရှာကြပါတော့တယ်စော့ကအိမ်ပေါ်တက်ကိုတက်သွားတော့အောက်ထပ်မှာကြံခဲ့တဲ့လုတ်ကလတ်တိုင်းကလူမရှိပဲလုတ်ခါနေပါတယ်ဖာစီကတော့ကိုလုတ်တော်ရဲ့အခန်းထဲရောက်သွားပြီးစုံတစ်ခုကိုမြင်လိုက်ရတာကြောင့်လန့်သွားပါတယ်အဲ့ဒါကတော့မှန်ထဲမှာပေါ်နေတဲ့သူ့ရဲ့ပုံရိပ်ပါပဲအဖွဲကောင်းဆောင်ဖြစ်တဲ့အော်တိုကတော့ရွှေတုံးတွေလိုက်ရှာနေရင်ထူးဆန်းပြီးလက်ရမြောက်တဲ့အေယာမပကြီးကားကြီးတစ်ချက်ကိုတွေ့တော့သဘောကျနေပါတယ်အိမ်ဖြစ်ဘက်မှာစောင်းနေတဲ့ဘိုင်ကတော့မလန်းမကန်းမှာကနေတဲ့အဖွားကြီးတယောက်ကိုမြင်တော့ငေးကြည့်နေတော့မှအဲ့ဒီအဖွားကြီးကအနောက်ကနေပေါ်လာတော့လန့်ပြီးကားပေါ်ကဆင်းလိုက်ပါတယ်အဖွားကြီးပြန်ပြောက်သွားတော့ကားပေါ်မှာတင်ထားတဲ့သူ့အဖေရဲ့ဓာတ်တီးတီးလေးဟာထပ်ပိုင်းကျိုးနေတာကိုတွေးလိုက်ရပါတယ်အိမ်ပေါ်ရောက်သွားတဲ့စော့ကတော့အခန်းတစ်ခုထဲဝင်ကြည့်တဲ့အခါဂရင်ပေါ်မှာချုပ်နှောင်ထားတဲ့ကလေးတယောက်ကိုတွေ့တော့အံ့ဩနေချိန်မှာပဲဂရင်နောက်မှာရှိတဲ့အယုတ်လိုထင်ထားတဲ့အရာကစာမီယာဖြစ်နေပြီးအယူးလိုစကားတွေပြောနေတဲ့အပြင်ကလေးလေးရဲ့အပြိုစင်ပန်းကိုစားသုံးဖို့နဲ့စော့ကိုလည်းဘရင်ကြီးလိုတမုံနေတော့စာမီယာကိုအယူးလိုထင်နေပါတယ်ဒါပေမဲ့စာမီယာကရုတ်တရက်တိုက်ခိုက်လာပြီးလက်ရုံးရည်လည်းကောင်းတဲ့အခါဘားတပြန်ကြားတပြန်တိုက်ခိုက်ကြပါတော့တယ်ဘိုင်ကတော့တော်တော်နဲ့ပြန်ထွက်မလာသေးတဲ့အော်တိုတို့ကိုမျှော်နေရင်ချန်စီယိုနာကိုသွားကြည့်တော့ထူးဆန်းတဲ့ပစ္စည်းလေးကိုတွေ့တာနဲ့ကိုင်းကြည့်တဲ့အခါပိုချွန်းတရားတွေအများကြီးပေါ်လာပါတယ်အဲ့ဒီပစ္စည်းကတော့ခြံထဲကိုလူစိမ်းတွေကတ်မရအောင်ကာကွယ်ထားတဲ့အဆောင်ပစ္စည်းပဲဖြစ်ပါတယ်ဘိုင်ကသူ့အဖေရဲ့အမွေနှင်းပစ္စည်းတွေကိုတုံးကြည့်ပြန်တော့လေတရားတွေကပျောက်မသွားတာမို့ကားမောင်းပြီးထွက်ပြေးဖို့ကြံစီတဲ့အခါမယ်ရီမျက်နှာကိုပြန်လည်မြင်အောင်ပြီးရောက်ခမကြီးကိုလည်းမထားခဲ့နိုင်ဖြစ်နေပါတယ်အဲ့ဒါနဲ့ကားဟုံးကိုအဆက်မပြတ်တီးလိုက်ပါတယ်ဒါပေမဲ့လည်းကားဟုံးတန်ကိုအိမ်ထဲရှောင်းနေသူတွေကြားဖို့မပေါ်တာမို့အိမ်ထဲကိုသူ့ပါလိုက်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘိုင်ရောက်ခမကြီးဖြစ်တဲ့အော်တိုကဘာလို့နေလဲဆိုတော့သူတွေ့ထားတဲ့ပကြီးကားချက်ကြီးကိုစိန်ပြေနှပြေထိုင်ကြည့်ဖို့အတွက်ခြေထောက်တင်ဖို့မမီဖြစ်နေတဲ့အခါဆိုပါကုန်းကိုတောင်နေရာရွှေ့ပြီးဇိမ်နဲ့ထိုင်ကြည့်နေပါတယ်ဂူရူကြီးဖာစီကတော့နောက်ထပ်အခန်းတစ်ခုထဲရောက်လာပြီးဟိုရှာတီရှာလုံနေချိန်ခြေထောက်နောက်ကိုလိမ့်လာတဲ့ချင်းလုံးလေးချောင်းဂရင်အောက်ကိုငုံကြည့်လိုက်ပါတယ်ဂရင်အောက်မှာဘာမှမရှိတော့ပြန်ထလာချိန်ကလေးတရက်နဲ့မျက်နှာချင်းဆိုင်တွေ့ပြီးလန့်သွားကဂရင်ပေါ်ကနေလိမ့်ကျပြီးနှစ်ဖူးဟာကွဲသွားပါတယ်ဂရင်အောက်ကနေလေကလေးတရက်လက်တွေပါထွက်လာပြီးဆွဲထားတော့မနှဲယုံပြီးထွက်ပြေးလာခဲ့ရပါတယ်စင်းကြံတစ်ခုစီရောက်တော့ကိုလုတ်တော်ရဲ့ဓာတ်ပုံပကြီးကားနဲ့အတူအဲ့ဒီကိုလုတ်တော်နဲ့တွဲရိုက်ထားတဲ့နိုင်ငံရဲ့အကြီးအကဲတွေရဲ့ဓာတ်ပုံပကြီးကားတွေကိုပါတွေ့ခဲ့ရပါတယ်ဖာစီကဓာတ်ပုံတွေကိုကြည့်ပြီးအံ့အားသင့်နေတော့မှအဲ့ဒီစင်းကြံလန်းစီကိုဘိုင်ရောက်လာပြီးဖာစီအဖြစ်ကိုမြင်တော့မျက်လုံးပြူးသွားပါတယ်အကြောင်းကဖာစီပခုံးပေါ်မှာခြေထောက်ပြက်ကြီးတက်နေထားလို့ပါပဲဘိုင်ကဦးလေးလိုလန့်ခေါ်လိုက်တော့သူ့ကိုအဲ့လိုမခေါ်ဘူးသူ့ရဲ့အမည်ဝက်ဖြစ်တဲ့ဖ
ဖာစီလို့တော့ခေါ်ဖို့ပြန်ပြောနေပါတယ်ဘိုင်းကသူ့ထက်ပိုပြီးဦးကြောင်ကြောင်နိုင်တဲ့ဖာစီကိုဘာမှပြောမနေတော့ပဲတပတ်တစ်ခုနဲ့ပုတ်ချပေးလိုက်ပါတယ်အဲ့ဒီအခါဖာစီကသူ့ကိုဘာလို့တပတ်နဲ့ရိုက်မှမသိပေပဲအခုမှပေါ်ပါသွားတယ်လို့ခံစားရကြောင်းပြောလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ဘိုင်းတို့နှစ်ယောက်ရဲ့ဆာမီယာကိုအနိုင်ယူနိုင်ခဲ့တဲ့စော့ရဲ့ဟာပကြီးကားချက်ကြီးကိုဇိမ်နဲ့ထိုင်ကြည့်နေတဲ့အော်တိုရှိရစီရောက်လာကြပါတော့တယ်စော့ကဆာမီယာကိုလည်းဖမ်းခေါ်လာကဒီလူကလိန်စိတ်ဖောက်ပြန်နေတဲ့တနာယူဘိုးတော်ဖြစ်ကြောင်းပြောလိုက်ပါတယ်အော်တိုကတော့သူတို့လာရင်ရည်ရွယ်ချက်ကရွှေတုံးတွေကိုယူဖို့ဖြစ်ပြီးဆာမီယာကိုဖမ်းခေါ်လာပြီးမှတော့မထူးတော့ပြီမို့ကိုလုတ်တော်ဘယ်မှာလဲလို့မေးလိုက်ပါတယ်ဒါကတော့စစ်စင်ရေးအစမပြုတ်မီကလေးကတချို့တဝက်ကိုပြောပြထားခဲ့တာကြောင့်မို့အော်တိုကတိနေရခြင်းမှာဆာမီယာကကိုလုတ်တော်ဘယ်မှာရှိလဲမဖြေသူအိတ်နေတာ3ရက်နဲ့3ညရှိပြီသူ့ကိုသွားနှောက်ရှက်လို့စိတ်ဆိုးသွားရင်ဒေါသထွက်သွားလိမ့်မယ်မင်းတို့တွေအချိန်မှနေရမှပြီးရောက်လာခဲ့ကြတာမကြခင်တေးချင်းတရားတက်ပိုးဆိုးတဲ့ကန်ဆိုးမှုတွေမင်းတို့အပေါ်ကြားရောက်လိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီဘိုးတော်ကလက်သီးစာကျွေးလေပြောင်ချိုချိုနဲ့ဖြင်းမဲ့ပုံမပေါ်တာမို့ထပ်မမေးတော့ပဲလျှို့ဝှက်ချက်တွေပြည့်နေတဲ့ပချီကားချက်ကြီးစီကိုသာသွားကြည့်လိုက်ရင်ခလုတ်တစ်ခုကိုရှာတွေ့သွားပါတယ်အလုံးကပွင့်သွားတဲ့ပချီကားနောက်ကအခန်းစီအာယုံရောက်နေချိန်မှာတော့ဆာမီယာကအငိုက်ဖမ်းပြီး၄ယောက်လုံးကိုတိုက်ခိုက်ကထွက်ပြေးသွားပါတယ်စော့ကတနက်နဲ့လိုက်ပြစ်မယ်အလုံးမှာတော့အော်တိုကတားလိုက်ပြီးအဓိကပြစ်မဲ့ဖြစ်တဲ့ရွှေတုံးတွေနောက်ကိုသာလိုက်ဖို့အတွက်လျှို့ဝှက်ဝင်ပေါက်ထဲကိုဝင်သွားကြပါတယ်လမ်းဆုံးတဲ့အခါအခန်းတစ်ခုထဲရောက်သွားပြီးကြောက်ကန်ထဲမှာနစ်ချိုက်စွာအိမ်မောကျနေတဲ့ကိုလုတ်တော်ကိုတွေ့တော့ဖာစီကမနေနိုင်မထိုင်နိုင်ဖြစ်ပြီးစကားကိုအတန်ကျဲကြီးပြောနေတာကြောင့်ပါဇက်ပိတ်ထားလိုက်ရပါတယ်သူတို့လေးယောက်ရဲ့စစ်စင်ရေးကတော့အောင်မြင်သွားပြီပြောရမလားသူတို့ရှာနေကြတဲ့ရွှေတုံးတွေကအဲ့ဒီအခန်းထဲမှာရှိနေပါတယ်အော်တိုကဘာလို့ကားထဲမှာစောင့်မနေပဲဒီကိုလိုက်လာခဲရတာလေလို့ဘိုင်းကိုပြောတော့ဘိုင်းကဒီနေရာကြီးဟာတခုခုမှားနေလို့အဖေတို့ကိုပြန်လာခေါ်တာဖြစ်ကြောင်းပြောပေမဲ့လည်းရွှေတွေကိုလည်းတွေ့ပြီမို့စကကြောရှည်မနေတော့ပဲရွှေတွေကိုသာအိတ်ထဲထည့်ခိုင်းလိုက်ပါတယ်အော်တိုတို့သတိမထားမိတာကအခန်းရဲ့တစ်ပတ်စွန်းမှာအဝတ်နီခြုံထားတဲ့ထိုင်ကုန်တစ်လုံးရှိနေတာကိုပါပဲအဲ့ဒီအချိန်ပကြီးကားရှိကအဲခန်းတွေကိုဆာမီယာပြန်ရောက်လာပြီးစောစောကတိုက်ခိုက်မှုကြောင့်ထွက်ကြလာတဲ့အော်တိုတို့၄ယောက်ရဲ့သွေးတွေကိုလက်ကင်ဘွားနဲ့တုတ်ကဂမ်မီယာအစီရင်တစ်ခုပြုတ်လုလိုက်ပါတယ်အော်တိုတို့ကတော့ရှိသမျှရွှေတွေအကုန်အိတ်ထဲထည့်ပြီးပြီမို့လျှို့ဝှက်ခန်းထဲကနေပြန်ထွက်လာချိန်ဆာမီယာရဲ့အစီအစဉ်ကြောင့်ကိုလုတ်တော်ပြန်နိုးလာခဲ့ပါတယ်အော်တိုတို့ကတော့သူတို့ရဲ့မစ်ရှင်ပြီးဆုံးပြီမို့ပြန်တော့မယ်အလို့စော့ကသူတွေးခဲ့ရတဲ့ကလေးကိုပါပြန်ကယ်ခြင်းသေးတဲ့အခါဖာစီနဲ့ဘိုင်တို့ကိုကားပေါ်မှာအရင်ဆောင်ခိုင်းပြီးအော်တိုကတော့စော့အတွက်စိတ်မချတာမို့အနောက်ကလိုက်လာခဲ့ပါတယ်ဒါပေမဲ့အခန်းထဲကဂရင်ပေါ်မှာစောစောကကလေးကဘဲရောက်သွားမှမသိမရှိတော့ပါဘူးဘိုင်ကတော့အော်တိုတို့တော်တော်နဲ့ပြန်ထွက်မလာတာမို့ဖာစီကိုခဏဆောင်ခိုင်းပြီးအိမ်ထဲကိုပြန်ဝင်သွားပါတယ်တယောက်တည်းကြံခဲ့တဲ့ဖာစီကတော့ရွှေရင်းနဲ့အတူတယောက်တည်းကြံခဲ့တော့စိတ်ပြောင်းသွားပြီးကားနဲ့ထွက်သွားတော့မယ်အလို့ဘိုင်းကကားစထရီယာရင်ကိုဖြုတ်ပြီးဖွက်ထားမှန်းတီးလိုက်ရကစိတ်ပြက်သွားပါတယ်အဲ့ဒါနဲ့သူပါအိမ်ထဲပြန်ဝင်လာခဲ့ပါတယ်အိမ်ထဲကိုရောက်တော့ဓာတ်ပုံပကြီးကားတွေချိတ်ထားတဲ့ဈေးညံလမ်းမှာ၄ယောက်သားပြန်ဆုံသွားကြချိန်အုံကြီးတန်တချို့ကြားလိုက်ရပါတယ်ဒါပေမဲ့အော်တိုကအဲ့ဒီအတန်တွေကိုဂရုစိုက်မနေပဲပြန်ကြဖို့ပဲဆုံးဖြတ်လိုက်ကပြန်အထွက်မိပြက်သွားပါတယ်အဲ့ဒီအခါအသင်းပါလာတဲ့ဓမီကိုဖွင့်လိုက်တော့သူတို့စီလာနေတဲ့ကိုလုတ်တော်ကိုတွေးလိုက်ရပါတယ်စော့ကတော့ချင်းမြန်လက်မြန်ရှိတာမို့သူ့ဟာသူဘာကြီးပဲဖြစ်ဖြစ်တနက်နဲ့ပစ်ချလိုက်တော့ပြန်ပြောက်သွားပြီးနတ်မွေကြီးအသွင်နဲ့သူတို့အနားကိုချင်းကပ်လာပါတယ်စော့ကထပ်ပစ်ချလိုက်တော့မွေကြီးကအနောက်ပြန်ဆုတ်သွားကလူအသွင်နဲ့သူတို့အနားထိရောက်လာတော့၄ယောက်လုံးထွက်ပြေးရပါတော့တယ်ဒါပေမဲ့ဘလောက်ဖဲပြေးပြေးအဲ့ဒီနေရာကိုပဲပြန်ရောက်လာပြီးဝင်ကပါလိုဖြစ်နေပါတယ်အဲ့ဒါနဲ့ထွက်ပေါက်ဘက်ကိုမပြေးတော့ပဲအိမ်ထဲကိုပြန်ဝင်လာတဲ့အခါမီးပြန်လာပြီးအဲခန်းထဲကထိုင်ကုန်ပေါ်မှာကိုလုတ်တော်ကအသင့်ထိုင်ဆောင်နေပါတယ်ကိုလုတ်တော်ကငါရဲ့တန်ဖိုးကြီးလာတဲ့ရွှေတွေကိုယူပြီးဘဲထွက်သွားကြမလို့လဲမေးတော့စော့ကစိတ်မရှိပဲတနက်နဲ့ပြစ်လိုက်ပါတယ်ဒါပေမဲ့ကိုလုတ်တော်ကမသိမျိုးလိုဖြစ်နေပြီးပြန်ရှင်းလာကဘာကြောင့်လဲမသိသူ့စီကိုရောက်လာတဲ့ဘရင်တွေကိုကြိုးဆိုပါတယ်လို့ပြောလိုက်ပါတယ်ဘိုင်းကိုတော့မင်းတော့မပါဘူးမင်းကဘရင်မဟုတ်ဘူးသူတို့နဲ့လည်းမသက်ဆိုင်ဘူးလို့ဘာအထိပ္ပယ်မှမသိစကားတွေများနေတဲ့အခါစိတ်မရှိတဲ့စော့ကမသိနိုင်မှသိလေတနက်နဲ့စွတ်ပြစ်နေပါတော့တယ်ကြာလာတော့ကိုလုတ်တော်ကမျက်စိနောက်လာပြီးစော့ကိုခေါင်းဖြတ်ပစ်လိုက်ကဘဲချောင်းသွေးတွေတောက်နေတော့ကျန်တဲ့၃ယောက်လည်းထွက်ပြေးရပါတော့တယ်ဒါပေမဲ့လည်းထွက်ပေါက်ကမရှိတော့ပဲအိမ်အဝင်တကားပေါက်နေရကနေရန်ကြီးဖြစ်သွားတဲ့အခါအော်တိုနဲ့ပါစီတို့ကဘီရိုတစ်လုံးထဲမှာဝင်ပုန်းနေရင်တကားချကနေချောင်းကြည့်နေကြတဲ့အခါကိုလုတ်တော်ကိုလူတစ်ပိုင်းမွေတစ်ပိုင်းအဖြစ်မြင်တွေ့လိုက်ကြရပါတယ်။ဘိုင်းကလည်းဘီရိုတစ်လုံးထဲဝင်ပုန်းနေရင်အပြင်ဘက်ကအခြေအနေကိုအကဲခတ်နေပါတယ်။အရေးထဲမှာဘာကြောင့်လဲမသိအိုချိုးတဲကဘေးကနေပေါ်လာပြီး၆လက်မှသေးတယ်။ဘိုင်းမှာအော်ပြန်ရင်လဲကိုလုတ်တော်ကြားသွားမှဆိုးတာနဲ့ကြိတ်ကြောက်နေရပါတယ်။ပိုချုံတဲပြန်ပြောက်သွားပြီးစိတ်အေးမဲ့ကြံတော့မှကြောပတ်ကနေကလေးတရဲ့လက်တွေပေါ်လာပြီးဘိုင်းကိုဆွဲသွားပါတယ်။အဲ့ဒီအတိတ်နမိတ်ကြောင့်
အိမ်မှာကြံခဲ့တဲ့မယ်ရီလည်းလန့်နိုးလာပြီးခင်မွန်းဖြစ်သူအတွက်စိတ်ပူသွားကတက်စီကုမ္ပဏီကိုဖုံးဆက်ပြီးမေ့ကြည့်တော့ဒီနေ့ညမှာဘိုင်တယောက်အလုပ်ကိုမသွားခဲ့ကြောင်းသိလိုက်ရပါတယ်ဒါဆိုဘိုင်ကဘေကိုသွားတာလဲမယ်ရီတယောက်စဉ်းစားပြီးအပြေထုတ်ကအရှင်တက်ကသူမရဲ့ဖခင်ကြီးဖုံးပြောနေချိန်ရေးမှတ်ထားတဲ့စာရွက်ကနေတဆင့်လိပ်စာတစ်ခုတော့ရသွားခဲ့ပါတယ်အော်တိုနဲ့ဖာစီတို့ကတော့ထွက်ပေါက်ဆက်ရှာနေရင်ကိုလုတ်တော်ရဲ့အတန်ကိုကြားတော့တက်ပြီးပုံရပြန်ပါတယ်ဒီတစ်ခါမှာတော့ဖာစီကိုဖမ်းမိသွားကတူတူရေဝါလှုပ်ပြီးကစားနေပါတယ်အဲ့ဒါနဲ့ဖာစီကကျွန်တော်ကိုတနာပါအန်တီဆိုတော့ဒီအစင်နဲ့ဒီအစင်သူ့ကိုအန်တီလို့ခေါ်ရကောင်းလားဆိုကစိတ်ဆိုးသွားပါတယ်ဖာစီကလည်းကြောက်ကြောက်နဲ့ဂရင်အောက်မှာပဲပိတ်ကက်နေတော့နတ်မွေအဖြစ်ပြောင်းလိုက်ကအပြင်ကိုဆွဲထုတ်လိုက်ပါတယ်အပြင်ကိုရောက်တော့သပင်မွေးကနေဆွဲပြီးတရွတ်တိုက်ခေါ်သွားပါတော့တယ်အခန်းထဲမှာကြံခဲ့သူအော်တိုကတော့အန်နီယကီမီထင်းနေပေမဲ့အနောက်ကနေစာမယာရောက်လာပြီးအိမ်မွေးချခံလိုက်ရပါတယ်ကလေးတဲလက်တွေနဲ့ခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့ပိုင်ကတော့အိမ်မက်လိုလောကတစ်ခုထဲမှာကိုလုတ်တော်နဲ့တွေ့ပြီးကိုလုတ်တော်ရဲ့ကြီးစားခြင်းခံနေရကသတိပြန်လဲလာခဲ့ပါတယ်သတိရလာတော့စာချီကန်တစ်ခုထဲမှာရောက်နေပြီးထိုင်နေတဲ့ကလေးတယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီကလေးကခေါင်းဝင်ဝတ်ထားပြီးစပင်ရှည်နဲ့မျက်နှာပေါ်မှာချိုရိုးချောင်းတွေလည်းရှိနေကသူတို့ကငတ်မိသားစုကိုတက်ပြီးငါ့ကိုပြန်ပေးဆွဲခဲ့တယ်နောက်ပြီးသူတို့အားလုံးငါ့ကိုမုန်းကြတယ်လို့ငါပေးသွားငါ့ကိုစော်ကားကြတယ်ဆိုတော့ဘိုင်ကစိတ်မကောင်းဖြစ်သွားပြီးငါနဲ့လိုက်ခဲ့ပါအပြင်ကိုရောက်ရင်ငါမင်းကိုစောင့်ရှောက်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ကလေးရဲ့ပုံစံကဘိုင်ကိုယုံကြည်မှုရှိပုံမရပဲလူတိုင်းအဲ့လိုပြောကြပြီးနောက်ဆုံးမှဂရိမတီကြဘူးဆိုကခေါင်းဘောကစပင်တူးကိုဆွဲချွတ်လိုက်တော့ယောက်ျားလေးတယောက်ဖြစ်နေပြီးဒါကသာဒီကဘာကြီးမှာသူ့ကိုလွတ်မြောက်စေနိုင်မဲ့တခုတည်းသောနီလန်းမဲလို့ဆိုလာခဲ့ပါတယ်ဘိုင်ကနားမလဲတဲ့အတွက်အဲ့ဒီကလေးရှင်းပြလိုက်တာကတော့ဒီဓမြတိုက်မှုဟာတိကျစီစဉ်ထားတာဒီနေရာကိုဖောက်ထွင်းဝင်ရောက်ဖို့လျှို့ဝှက်စမ်းကြဲတဲ့ကလီဝင်တောက်ကြနေမှာမွေးတဲ့လူ၄ယောက်ကိုဒီနေရာကိုရောက်လာဖို့အတွက်စီစဉ်ခဲ့တာဒါမှသာအဲ့ဒီကိုလုတ်တို့ကိုငါတတ်နိုင်မှာလို့ဘိုင်းကိုပြောလိုက်ပါတယ်ဒီလောက်ဆိုရှုပ်သွားလောက်ပြီထင်လို့တက်ရှင်းပြပါမယ်ဇလန်အစက1988ခုနှစ်မှာဘုံမူကြီးဘန်တိုတယောက်ဗိုလ်ချုပ်ကြီးယာတို့ရယူလို့မှုကြောင့်ကိုလုတ်တော်နဲ့တွေ့ဆုံခဲ့တာအားလုံးမမိကြမယ်ထင်ပါတယ်အခုတစ်ခါမှာတော့နိုင်ငံရဲ့အမြင့်ဆုံးယာရုဖြစ်တဲ့သမရယာရုကိုရယူခြင်းနေပြီမို့စာမြောက်ကိုဆက်သွယ်ခဲ့တယ်ဒီတစ်ခါမှာတော့ကိုလုတ်တော်အမျိုးသမီးကရွှေတွေကိုမတောင်းဆိုတော့ပဲထာဝရနုပြိုမှုကိုရယူနိုင်ဖို့ကလီဝင်တောက်ကြနေမှာမွေးတဲ့လူ၄ယောက်ကိုသူ့စီလွတ်ပေးဖို့တောင်းဆိုခဲ့တာကြောင့်အော်တိုတို့၄ယောက်ကိုတစ်ဖက်လက်နဲ့ညာပြီးလွတ်လိုက်တာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့အဲ့ဒီကလေးကစီစဉ်ပေးနေတာဖြစ်ပြီးသူကကိုလုတ်တော်အမျိုးသမီးရဲ့အတုံးချခံတက်တာဖြစ်ပါတယ်ဒါလို့ဆိုအကြမ်းပြင်းနားလေလောက်ပြီးထင်ပါတယ်ဒါပေမဲ့ရောက်လာကြတဲ့လူ၄ယောက်ထဲမှာဘိုင်ကသူကကလေးဝင်တောက်ကြနေမှာမွေးတာမဟုတ်ဘူးဆိုတော့ကလေးရဲ့မျက်လုံးတွေအယောင်လက်သွားပြီးဒါကကန်ချမာရဲ့လက်ကွက်တစ်ခုပဲဒါကိုအတုံးချပြီးအောင်မြင်မှုရယူမယ်လို့ဆိုလိုက်ကခဲရန်တစ်ချောင်းနဲ့သူ့မျက်လုံးတစ်ဖက်ကိုစိုက်ချလိုက်ပါတယ်ဘိုင်ကတော့ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီးပြီမို့ထိထက်လက်ထိတ်လန့်စရာမရှိတော့ပါဘူးကလေးကမင်းအဲ့ဒီမျိုးသမီးကိုတတ်ချင်နေဆိုရင်ငါ့ကိုမင်းနဲ့အတူခေါ်သွားပြီးဆဝိုင်းကန်ထဲမှာထားပေးပါလို့ပြောလိုက်ပါတယ်အော်တိုနဲ့ဖာစီတို့ကတော့ပိုက်တွေနဲ့တွေ့ထားတဲ့အချုပ်ကရင်ပေါ်မှာချုံနှောင်ခံထားရကတိစုံပြီးကသူစော့ရဲ့အလောင်းဟာလည်းဂရင်တလုံးပေါ်မှာရှိနေပါတယ်ကိုလုတ်တော်နဲ့စာမီယာတို့ကတော့မြန်မာကားတွေကလိုပဲမလိုအပ်တဲ့စကလုံးတွေနဲ့တော်ကီချွေနေပါတယ်အဓိကအော်တိုတို့ကိုတတ်မယ်သွေးကိုယူမယ်ပြီးရင်ကိုလုတ်တော်ကထာဝရနုပြိုမှုကိုရမယ်ဖာစီကတော့ကြောက်နေပြီးသူယူသွေးတဲ့နေရှောက်ပြောနေပါတယ်အော်တိုကတော့အသက်ခံရမှကိုကြောက်နေတာထက်ဘလို့လွတ်မြောက်နိုင်မလဲကြံစီနေကသူနာကိုကတ်လာတဲ့စာမီယာရဲ့ကပတ်ကွင်းကနေတန်ကျိတ်တစ်ခုကိုအသားလေးဖြုတ်ယူထားလိုက်ပါတယ်ဘိုင်းကတော့ကလေးပြောတဲ့အတိုင်းကလေးကိုပွေ့ချပြီးကိုလုတ်တော်အိတ်ဆက်ခဲ့တဲ့စဝိုင်းကန်ကြီးတွေကိုပို့ပေးလိုက်ပါတယ်အဲ့ဒီအချိန်အဝင်းနီအုပ်ထားတဲ့ဒိုင်ကိုစီကနေလူတန်ကြားလိုက်ရပြီးအဲ့ဒီကိုလာဖို့ခေါ်နေတော့ဘိုင်းလည်းအနားသွားပြီးအဝင်းနီစောက်ကိုဖယ်လိုက်တဲ့အခါထူးဆန်းတဲ့နီလန်းတွေနဲ့ချုံနှောင်ခံထားရတဲ့အဖွားကြီးတစ်ယောက်ဖြစ်နေပါတယ်အမှန်တကယ်ကတော့အဲ့ဒီအဖွားကြီးကသာအဓိကကြပြီးကိုလုတ်တော်ရဲ့ဖြစ်တည်မှုအပါအဝင်စဝိုင်းကန်နဲ့ရောက်နေတဲ့ကလေးရဲ့ဖြစ်တည်မှုတွေဟာအဲ့ဒီအဖွားကြီးရဲ့အသွေးအသားတွေနဲ့လက်ပတ်နေတာဖြစ်ပါတယ်ကိုလုတ်တော်ကအဲ့ဒီအဖွားကြီးကိုတစ္ဆာပေါက်သွားခဲ့တယ်လို့ကံကြမ္မာတပတ်လဲပြီးစဝိုင်းကန်တွေကကလေးကလည်းကိုလုတ်တော်ကိုတစ္ဆာပေါက်ချင်နေပြီဖြစ်ကြောင်းအဖွားကြီးကပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဖာစီရဲ့သွေးကိုပေါက်ထုတ်ဖို့ခြေထောက်ကနေအရင်စားဖြတ်ကြမယ်ဆိုကအယူတွေလိုတချင်းဆူနေကြတော့အော်တိုလည်းသူ့အလဲမရောက်ခင်လွတ်မြောက်ဖို့ရာစာမီယာစီကခိုးထားတဲ့တန်ချိတ်ကိုအသုံးပြုပြီးအချုံနောင်ကနေလွတ်မြောက်ဖို့ကြိုးစားနေပါတယ်ဖာစီကတော့ခြေထောက်ကိုအရင်ပြတ်ခံလိုက်ရပြီးဖာစီရဲ့သွေးတွေဟာပိုက်လိုင်းကနေတဆင့်အဖွားကြီးရဲ့ကိုယ်ထဲကိုစီးဝင်သွားပါတယ်အဖွားကြီးကသူ့ကိုယ်ထဲဝင်လာတဲ့ရစ်ပူစော်တဲ့သွေးကိုအရသာခံလိုက်ကအဲ့ဒီကိုလုတ်တော်ကငါ့ကိုယ်ထဲကိုရစ်ပူစော်ထားတဲ့သွေးကိုသွင်းတယ်ပြီးရင်ငါ့ကိုယ်ထဲကသွေးကိုသူကပြန်ယူတယ်ဆိုကတခုခုကိုဆုံးဖြတ်ချက်ချဖို့စဉ်းစားနေပါတယ်
အဲ့ဒီအချိန်နောက်ထပ်သွေးဖောက်ဖို့အလဲကျသူကတော့အော်တိုပဲဖြစ်ပြီးအော်တိုကဂရင်ပေါ်မှာမရှိတော့ပဲအချုံးလုံးကနေလွတ်မြောက်သွားကကိုလို့တော်တို့နှစ်ယောက်လုံးကိုတနက်နဲ့ပြစ်ချလိုက်ပါတယ်ကိုလို့တော်ကမသေးတဲ့ဘူးဆိုပေမဲ့ဆာမီယာကတော့တနက်စာကြောင့်တည်သွားပြီမို့ဒေါသအကြီးအကျယ်ထွက်သွားပါတော့တယ်အဖွားကြီးကတော့တခုခုကိုဆုံးဖြတ်ပြီးပြီမို့ဘေးမှာရှိတဲ့လီဘာမောင်းကလုတ်ကိုဆွဲချဖို့ဘိုင်းကိုပြောလိုက်ပါတယ်အဲ့ဒီအချိန်စဝိုင်းကန်တွေကကလေးလေးပြန်လဲနိုးထလာပြီးတစုံတစ်ခုအတွက်အစင်းသင်းဖြစ်နေတဲ့ပုံစံနဲ့ပြုံးနေပါတယ်ဘိုင်းတယောက်ဘာလို့ရမလဲဝေခွဲရခက်နေပြီးတိတက်ဆိုးစရာလည်းမရှိတော့ဘူးမို့အဖွားကြီးပြောတဲ့အတိုင်းမောင်းကလုတ်ကိုဆွဲချလိုက်တဲ့အခါအပေါ်မှာရှိတဲ့ကောက်ကပွင့်သွားပြီးကလေးရဲ့ကိုယ်ပေါ်ကိုအဖွားကြီးရဲ့သွေးတွေကျလာပါတော့တယ်သူ့ချစ်ချစ်ကြီးစာမီယာတည်သွားတာမို့ဒေါသပုံထနေတဲ့ကိုလုတ်တော်ကတော့အော်တိုကိုဖမ်းမိသွားပြီးဖိုက်ဖောက်ဖြစ်ကအမျိုးမျိုးနှိပ်စက်နေပါတယ်အော်တိုကတော့ပဲများနေတဲ့ကိုလုတ်တော်ရဲ့အလစ်မှာဓားကိုကောက်ကင်လိုက်ပြီးကိုလုတ်တော်ရဲ့ခေါင်းကိုဖြတ်ချလိုက်ပါတယ်ခေါင်းမရှိတော့တဲ့ကိုပိုင်းကတော့အောက်ကနေမွေအမိထွက်လာပြီးထိုင်ကုန်ပေါ်မှာတောင့်သွားပါတော့တယ်ကိုလုတ်တော်လည်းရှော့သွားပြီဆိုတော့အော်တိုလည်းဘိုက်ကတန်ရန်ကိုလက်နဲ့ဖိရင်အခန်းပြင်ကိုထွက်လာတော့တမလွန်ကဇနီးသက်ကိုပြန်တွေ့ရပြီးလွမ်းဆုနေတော့မှဇနီးသက်အဖြစ်ဟန်ဆောင်ထားတဲ့ကိုလုတ်တော်ဖြစ်နေကကိုလုတ်တော်ရဲ့တက်ဖြတ်ခြင်းခံသွားရပါတော့တယ်အဲ့ဒီအချိန်မယ်ရီကတစီတစီငှပြီးခြံထဲတီတခါတည်းဝင်လာခဲ့ပါတယ်ခြံထဲကိုရောက်တော့ခြံအပြင်မှာရက်ထားတဲ့ဘိုင်းရဲ့ကားကိုမြင်သွားပြီးဒီရင်ကြီးထဲမှာဘိုင်းရှိနေတာတေချာပြီးမှတိသွားကကားဆရာကိုဒီနေရာမှာခဏစောင့်ပေးဖို့ပြောလိုက်ပါတယ်ကားဆရာကစောင့်ပေးဖို့လုပ်ပေမဲ့ခြံထဲကပူချွန်းသေးကိုမြင်သွားပြီးတခါတည်းမောင်းထွက်သွားပါတယ်အဖွားကြီးကတော့သူထိန်ချန်ထားတဲ့အစီအစဉ်နောက်ဆုံးအဆင့်ကိုလုပ်ဖို့အသင့်ဖြစ်နေပါပြီအဲ့ဒါကတော့ဘိုင်းရဲ့သွေးပါပဲဘိုင်းရဲ့သွေးကလည်းတာမန်မဟုတ်လျှို့ဝှက်စမ်းကြည့်တော့အနက်ရောင်စနေနေ့ရဲ့သွေးဆိုကဘိုင်းကိုနှစ်ပူးခွဲတော့အောင်လုပ်လိုက်ပါတယ်အဖွားကြီးလိုအပ်တာကဘိုင်းစီကသွေးတစ်ဆက်ပါပဲသွေးဆက်ကစဝိုင်းကန်တွေကိုကျသွားတာနဲ့အဖွားကြီးကထားလို့စီယိုလို့နှိုးဆော်လိုက်ပါတယ်အဲ့ဒီအခါမှာဘိုင်းလေကလေးရဲ့နာမည်ကိုသိသွားခဲ့ရပါတယ်ဇီယိုဟာအသစ်ပြန်လဲမွေးဖွားလာတယ်လို့မျိုးအချင်းအိတ်ထဲကနေပေါက်ထွက်လာပါတယ်ဒါပေမဲ့လူသားတယောက်လိုပုံစံမျိုးတော့မဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲအဖွားကြီးမျက်နှာပြုံးရွှင်သွားပြီးငါမမွေးသေးတဲ့ကလေးတယောက်ရဲ့အနံ့ရတယ်လို့ပြောလိုက်ပါတယ်ဟုတ်ပါတယ်မယ်ရီကအိမ်ထဲကိုဝင်လာခဲ့လို့ပါပဲမယ်ရီကသူမယောက်ျားကိုအော်ခေါ်ပြီးလိုက်ရှာနေရင်တခါတစ်ချက်ကပွင့်သွားတဲ့အခါအဲ့ဒီအခန်းထဲကိုဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဖွားကြီးတို့စီကိုကိုလုတ်တော်ရောက်လာတော့အသွင်ပြောင်းနေတဲ့ဇီယိုကိုမြင်ပြီးဝမ်းသာနေပေမဲ့ဇီယိုကတော့ကိုလုတ်တော်ရဲ့လေပင်ကိုညှစ်လိုက်ပါတယ်ကိုလုတ်တော်ကကြောင်သွားပါတယ်ဘာကြောင့်လဲဆိုတော့သူမကဇီယိုရဲ့အမေဖြစ်နေပြီးဒီလိုလုပ်မယ်လို့ထင်မထားခဲ့လို့ပါပဲဇီယိုကတော့ဘဝတစ်လျှောက်လုံးကိုလုတ်တော်ရဲ့ထိန်းချုပ်မှုအောက်မှာနေလာခဲ့ရတာကိုစိတ်ကုန်နေပြီဖြစ်ကအခုချိန်မှာသူ့ရဲ့စွမ်းအားကလည်းပိုကြီးလာပြီဖြစ်တော့မသေးမျိုးဖြစ်တဲ့ကိုလုတ်တော်ကိုတခါတည်းအမုန်းဖြစ်အောင်လုပ်ပြီးအဆုံးသက်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲယောက်ျားပြောက်ရှောင်းပုံတော်ဖွင့်နေသူမယ်ရီရောက်လာတော့ဘိုင်းနဲ့ပြန်ဆုံသွားရပေမဲ့ထူးဆန်းတဲ့အကောင်ကြီးကိုမြင်လိုက်ရတော့အဲ့ဒါဘာကြီးလဲလို့တအံ့တော်နဲ့မေးလိုက်ပါတယ်ဘိုင်းကလောလောဆယ်ရှင်းပြဖို့ထက်ဒီနေရာကထွက်သွားဖို့လိုနေပြီမို့မယ်ရီလက်ကိုဆွဲပြီးအဲ့ဒီအခန်းထဲကနေထွက်သွားပါတယ်ကြံခဲ့တဲ့အဖွားကြီးကတော့ဇီယိုသာဒီညမှာမွေးကင်းစကလေးတယောက်ကိုစားတောက်နိုင်ခဲ့ရင်ပြည့်ပြည့်စုံသွားပြီးထာဝရတည်တံ့သွားလိမ့်မယ်လို့သူဟာသူရေရွတ်နေတယ်လို့နဲ့သွေးထိုးနေတဲ့အခါဇီယိုလည်းပိုကြီးမားတဲ့အာဏာကိုမတ်မောသွားပြီးသေဆုံးသွားပြီဖြစ်တဲ့အော်တိုရဲ့အလောင်းကိုထိန်းချုပ်လိုက်ကဘိုင်းတို့ရဲ့အပြန်လန်းကနေစောင့်နေလိုက်ပါတယ်အဲ့ဒီအခါဘိုင်းကအဲ့ဒါမင်းအဖေမဟုတ်တော့ဘူးမင်းအဖေကတည်သွားပြီလို့တားပေမဲ့အဲ့ဒီဖြစ်စဉ်တွေကိုမသိလိုက်တဲ့မယ်ရီကသူ့ဖခင်ကြီးအမတ်နဲ့ပြေးသွားလိုက်ပါတယ်အဲ့ဒီအခါမှာတော့အော်တိုရဲ့လေပင်ညစ်ခြင်းခံလိုက်ရကဘိုင်းကိုလည်းဝင်ကူလို့မရအောင်တားဆီးထားပါတယ်ဒါပေမဲ့ဖခင်မြစ်တာကြောင့်ပဲလားအော်တိုပဲအတန်းငွေ့ငွေ့လေးကြန့်ရှိနေသေးလို့လားမသိမယ်ရီကိုပြန်လွတ်ပေးလိုက်ပါတယ်ဘိုင်းလည်းအခုဖြစ်နေတာတွေကိုနားမလည်နိုင်ဖြစ်နေတဲ့မယ်ရီကိုရှင်းပြဖို့အချိန်ကလည်းမရှိထွက်ပေါက်တကားကလည်းထုံးစံအတိုင်းအပိတ်ကြီးဖြစ်သွားပြန်တော့အပေါ်ရက်ကိုတက်ပြေးရပါတယ်အဲ့ဒီအခါဇီယိုကအပေါ်ရက်မှာရှိတဲ့ဆာမီယာအလောင်းကိုထိန်းချုပ်ပြီးတိုက်ခိုက်ပြန်တော့အခန်းတစ်ခုထဲဝင်ပုန်းရပါတော့တယ်ဖြစ်ချင်တော့အမေရိကရေမွာပေါက်သွားပါတယ်အဲ့ဒါနဲ့ရေချိုးခန်းထဲဝင်ပြီးဘိုင်ကိုတိုင်းကလေးမွေးပေးလိုက်ရပါတော့တယ်အဲ့ဒီအချိန်အဖွားကြီးကလည်းအမေရိကလေးထွက်လာတဲ့အချိန်နဲ့နက်ခတ်ကိုတွက်ပြီးဇာတာဖွဲ့ကြည့်တော့မြင့်မြတ်တဲ့ကလေးတယောက်ဖြစ်နေမှတိသွားပြီးသူ့ဟာသူတောင်နားမလည်နိုင်တော့ပါဘူးဘိုင်ကတော့မွေးလာတဲ့ကလေးကိုရေချိုးခန်းထဲမှာချိတ်ထားတဲ့တပတ်နဲ့အနီးထုတ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဇီယိုရောက်လာတော့ဘိုင်ကဖခင်တယောက်အနေနဲ့အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးပေမဲ့ဇီယိုအစွမ်းတွေကိုဘလို့မှမရှင်းနိုင်ပဲရှင်နာနာနဲ့သာကြည့်နေခဲ့ရပါတယ်ဇီယိုကဘိုင်ကိုထိန်းချုပ်ပြီးကလေးကိုလူယူလိုက်ကမယ်ရီကိုလည်းလက်ပြန်ရိုက်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကလေးကိုလက်နှစ်ဖက်နဲ့ပွေ့ချပြီးတခါတည်းမျိုးချပစ်လိုက်ပါတော့တယ်အခန်းထဲမှာကြံခဲ့တဲ့အဖွားကြီးရဲ့စကားသံတွေကိုတော့ဇီယိုတကောင်မကြားနိုင်ခဲ့ပါဘူးအဖွားကြီးရေရွတ်လက်တဲ့စကားကတော့ဒီကလေးကိုစားတော့ခြင်းဟာဇီယိုအတွက်အရန်ပြင်းထန်လွန်းနေဆိုတာပါပဲအဖွားကြီးက
ဘိုင်းတို့ရဲ့ကလေးကိုနာမည်တောင်မဲ့ပေးလိုက်ပါသေးတယ်မာတီတဲ့ဇီယိုကတော့ကလေးကိုပြန်အန်ချလိုက်ကကလေးရဲ့အရှိန်ဝါကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကြီးဟာပေါက်ကွဲထွက်သွားပါတော့တယ်အဖွားကြီးကတော့ကကြမာရဲ့လက်ကွက်တွေအများကြီးပါတယ်ပြဿနာပုတ်ကိုကြည့်နေရတယ်လို့မျိုးသဘောကျစွာရီမောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဇနီးတဲ့နဲ့ကလေးကိုအိမ်ပြင်ခေါ်လာခဲ့ပြီးကားနောက်ဖုံးထဲမှာဖွက်ထားတယ်စတီယာရီနဲ့ရှေတို့ကြီးကိုကားထဲယူလာခဲ့တော့အမေရိကအိတ်ထဲမှာဘာတွေထည့်ထားလဲမေးလိုက်ပါတယ်ဘိုင်းကတော့ပြုံးတာပြုံးပြလိုက်ပြီးအိမ်ကိုသာပြန်လာခဲ့ပါတော့တယ်နောက်တစ်နေ့မှာတော့ဗိုလ်ချုပ်ကြီးဘန်တို့ရဲ့လူယုံတစ်ပက်ဟာအခြေအနေဘလို့ရှိလဲဆိုတာသိရဖို့ကိုလုတ်တို့ရဲ့အိမ်ကိုရောက်လာတဲ့အခါအဖွားကြီးရဲ့တက်ပြက်ချင်းခံလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့အိမ်ကြီးတဲ့ကနေကိုလုတ်တော်ပြန်ထွက်လာခဲ့ပါတယ်ဒီတစ်ခါမှာတော့အဲ့ဒီကိုလုတ်တော်အမျိုးသမီးဟာအဖွားကြီးညိုင်းအိမ်အစ်စ်ဖြစ်နေပြီးဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခင်ဗျာဇလန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ